စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်စနေသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောသနာစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူတော်မင်္ဂလာချမ်းကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြနေတာပေါ့နော်ကျွန်တော်ယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်နော်အပတ်စဉ်နေ့စဉ်ပြုလုပ်ပေးတဲ့ရေရာကြီးတွေကိုလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြချင်ပါတယ်ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာတနင်္ဂနွေနေ့မနေ့7 နာရီရောက်တိုင်းစုပေါင်းပြီးတော့ခင်မွန်းကြီး10ပါကြောတဲ့အလှရေရာပွဲရှိပါတယ်နော်မြေသူမတို့လာပြီးတော့ခင်မွန်းကြီး10ပါကိုတောင်းပန်တာကြောတာရေရာတွေအလှတွေပြုလုပ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကြာသာအင်္ဂါနေ့နဲ့စနေနေ့မနေ့7 နာရီမှာတိုးချင်းတယောက်ချင်းလိုက်တည်တံ့ပြုလုပ်တဲ့နဝင်းပွဲရေရာရှိပါတယ်။နောက်ကျွန်တော်တို့အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါလူရေရာပွဲကြီးရှိပါတယ်။ဗုဒ္ဓဦးနေ့ကတော့ပိတ်ရက်ပါနော်။နောက်တစ်ခုကကျွန်တော်ကြာသာပတိနေ့မနေ့7 နာရီမှာခေါင်းစေးမင်္ဂလာရေရာရှိပါတယ်။တောက်ကြနေ့မနေ့7 နာရီမှာတော့တရားပွဲရေရာရှိပါတယ်။ဒါ9 ရက်သားသမီးတွေအတွက်ကျွန်တော်ယူတော်မင်္ဂလာချမ်းကနေပြီးတော့နေ့စဉ်နေ့တိုင်းပြုလုပ်ပေးနေတဲ့ရေရာတွေဖြစ်ပါတယ်။အခမဲ့မေတ္တာသက်သက်စေတနာသက်သက်နဲ့ဆောင်ရွက်ပေးတဲ့ရေရာကြီးဖြစ်တဲ့အတွက်မြည်သူမဆိုလာပြီးတော့ရေရာတွေပြုလုပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတချို့ဘေးတင်သင်တန်းတက်ကျင်တဲ့လူတွေဆိုရင်တော့ကျွန်တော်တရက်နေ့ကနေပြီးတော့10 ရက်နေ့ထိလစဉ်သင်တန်းတွေရှိပါတယ်အဲ့တော့အခု2 လပိုင်း1 ရက်နေ့ကနေ2 လပိုင်း10 ရက်နေ့ထိဘေးတင်လက္ခဏာတဲတော့သင်တန်းရှိပါတယ်တဲတော့ဗေဒလက္ခဏာသင်တန်းရှိပါတယ်အဲ့တော့သင်တန်းကြီးဘယ်လောက်ပေးရမလဲပေးကြမလို့ပါဘူးဇေယျငိမ့်သင်ပေးတဲ့သင်တန်းဖြစ်ပါတယ်မြည်သူမဆိုလာရောက်ပြီးတော့သင်တန်းတက်ရောက်နိုင်ပါတယ်နော်အဲ့တော့စနေသားသမီးတွေအတွက်ကျွန်တော်တို့နမိတ်ဖတ်ပါမယ်စနေသားသမီးတွေအတွက်ကြာလာတဲ့တေတော်နမိတ်ကကြတော့ဒုံနှစ်ချောင်းနဲ့ဆိုတဲ့နမိတ်ကြာလာပါတော့ဒုံချောင်းတွေဟာဘာကိုညွန်ပြတာလဲဆိုတော့အသစ်ပေါ်ပေါက်ခြင်းလို့ညွန်ပြလက်ထဲမှာကဘာလုံးကိုကင်ထားတဲ့နမိတ်ကြာပါဒီနမိတ်ရာဆိုရင်တော့ကြီးမားတာကျယ်ပြန့်တာညွန်ပြတဲ့နမိတ်ပါနောက်လူမျိုးသားဘာသာကြားတွေကိုညီမဆာတတ်တဲ့ကံကြမ္မာနမိတ်ကြာတယ်နိုင်ငံသားတိုင်းပြည်တွေနဲ့ပတ်သက်တဲ့အလုပ်ကိုင်းတွေကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေသင်တန်းတွေဖြစ်မြောက်ပြီးတော့အောင်မြင်မဲ့ကံတရားမျိုးရှိပါတယ်။ဒါစနေသားသမီးတွေဟာအလုပ်နဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းမွန်တဲ့အချိန်ကာလလို့ပြောမှဆိုရင်မမှားပါဘူးနော်။အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေကြီးကြီးမားမားလေးထားသင့်ပါတယ်။လုံတုံးကတော့တေးသေးလေးပါပဲဖြစ်မြောက်အောင်မြင်လာတဲ့အခါကျတော့ heavy ဖြစ်သွားတာမျိုးကံတရားမျိုးပါပဲ။ဟောငါကြီးလှုပ်လိုက်ရင်ကောင်းတာလို့အဲ့လိုမျိုးတွေးမိလောက်တဲ့အထိလုပ်ငန်းတွေကြီးပွားသွားတာတို့လုပ်ငန်းတွေကြီးထွားသွားတာတို့ကံကြမ္မာတွေအောင်မြင်သွားတာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်ပိုင်ဒီဝိုင်းလုပ်ငန်းတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားတွေးပြီးတော့ချိန်ဆနေရတဲ့အလုပ်တွေရှင်အင်တိုင်းအားတိုင်းလုပ်တင်ပါတယ်အကျိုးလည်းပေးတတ်တယ်ကံလည်းကောင်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့လူမျိုးသားဘာသာကြားတွေအကျိုးပေးတတ်တယ်နိုင်ငံသားတွေနဲ့ပတ်သက်ရင်အကျိုးပေးတတ်တယ်ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေထူးထူးခြားခြားအကျိုးပေးတတ်စနေသားသမီးတွေမှာအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းလုပ်ကင်ဆောင်ရွက်နေတဲ့စနေသားသမီးတွေရှင်ဒီကာလကိုဖုတ်ကက်ထားပါဒီကာလကိုနည်းနည်းလေးအာယုံစိုက်ပြီးတော့ကြိုးစားဆောင်ရွက်တင်ပါတယ်နော်။နောက်ယာတုတိုးခြင်းတွေလာသာတိုးခြင်းတွေနေရာကောင်းရာခြင်းတွေလည်းရရှိနိုင်တဲ့ကံတရားမျိုးရှိပါတယ်။အဲ့တော့အလုပ်တွေကတော့ဒါကြီးဖြစ်မြောက်မယ်အောင်မြင်မယ်။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားကကြတော့တဆေးတဲ့တပယ်ဆိုတဆေးကတ်ကြတာပေါ့နော်။တဆေးကတ်ကကြတော့အလိန်ခံတတ်တယ်ငွေကြေးကိုအကြောင်းပြုပြီးတော့အလိန်ခံတာတို့ငွေပေးငွေယူလုပ်ငန်းတွေလုပ်ကိုင်နေတဲ့စနေသားသမီးတွေဆိုရင်တော့အထူးသတိထားတင်တယ်အချိန်ကာလမျိုးဖြစ်ပါတယ်ပတ်စံချီတာငါတာအာမခံတာတွေလုံးဝမပြုတ်လို့တင်ပါဘူးပတ်စံချီရင်တော်တော်နဲ့ပြန်တောင်းမရတာမျိုးတွေဖြစ်တတ်တယ်နေရွှေ့ညာရွှေ့တာမျိုးတွေဖြစ်တတ်ကိုယ်အနေနဲ့ပတ်စံချီတာတယ်ဆိုရင်လည်းအစတော့ကအေးချမ်းချမ်းလေးရနေပြီးတော့ဖုတ်ဖူမွေးတိုက်တွေငွေတောင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်တော့စနေသားသမီးတွေငွေချင်းနဲ့ပတ်သက်ရင်အရှုပ်ထွေးလေးတွေမလုပ်သင့်ပါဘူးနံပါတ်1နံပါတ်2ကဖြတ်လန်းစည်းပွားရေးတွေမလုပ်သင့်ပါဘူးနောက်လူမှုရေးကံသာတာမှာကြတော့လူလိန်လူကောက်ကလိန်အဲ့လိုမျိုးလေးတွေနဲ့ကြုံရတတ်တယ်ပေါ့နော်လူမှုရေးနဲ့သတိထားပါနောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံသာတာမှာကျဲပွင့်3ပွင့်တဲ့နမိတ်ကြတယ်ကျဲပွင့်3ပွင့်ရဆိုရင်တော့အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်ဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်ပြီးတော့အောင်မြင်မှုရသွားတတ်ပါတယ်အမွေကိစ္စတွေအောင်မြင်တတ်တယ်
ဆွေမျိုးသားချင်းတွေနဲ့အတူတကွအလှူအတန်းကြီးကြီးမားမားဆောင်ရွက်ရတတ်တယ်ဘာသာရေးခရီးတွေတွားရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးစိုးရွားရွားအញ្ញံခိုက်တွေမရှိပါဘူးဥပဒံကြောင့်ဥပရောက်တတ်တာကိုစနေသားသမီးတွေမမေ့ပါကိုယ်တကယ်ကြတော့နေရကောင်းပြီးသားပါပဲဒါပေမဲ့ကိုယ့်ကိုနေမကောင်းလားမသိဘူးငါမှကင်းစားများဖြစ်နေသလားမသိဘူးငါမှဘာဖြစ်နေလားအဲ့လိုမကောင်းတဲ့ဥပဒံကြောင့်ကိုယ်မှကျမ်းမာရေးညံ့သွားတတ်ပါတယ်နော်ကျမ်းမာရေးပုံမှန်အပြင်ဆိုရင်ကိုယ်စိုးရင်တလို့မဖြစ်ဘူးကိုယ်စိတ်ပူတလို့မဖြစ်ဘူးကောင်းမွန်မဲ့ကံတရားမျိုးရှိတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာတဲ့သင်္นานကိစ္စတွေတဲ့ငွေကုန်ကြီးကြတွေများနေတတ်ပါတယ်နော်အဲ့တော့ကိုယ်သင်္นานတက်နေရင်လည်းကြောင်းတက်နေရင်လည်းပတ်စံမလိုက်နိုင်တာတဲ့နောက်ကပတ်စံကိစ္စတွေအတွက်ပြန်ပြီးတော့ပူပန်နေရတာအဲ့ဒါကြောင့်မလို့ပညာရေးကိစ္စတွေမှာအခက်အခဲလေးတွေဖြစ်တတ်တဲ့ကံသာတာမျိုးရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီစနေသားသမီးများအတွက်အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့စေရထားဆိုတဲ့နမိတ်ကြတာပေါ့နော်စေရထားနမိတ်ကကြတော့နည်းနည်းလေးညံ့တာပေါ့အတိုက်ခံဖြစ်တယ်တစ်ချက်ချက်ဖြစ်တယ်အဲ့တော့အခြေအတွက်စိတ်မောလူမောဖြစ်ရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်အဲ့တော့တယောက်နဲ့တယောက်မတည့်သလိုဖြစ်နေတတ်တယ်တစ်ချက်ချက်ဖြစ်နေတတ်တာမျိုးတွေကြုံရတတ်တယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားဖို့ကောင်းပါအဲ့တော့စနေသားသမီးတွေရဲ့ကံတာတာမှာအကောင်းဆုံးဆိုတဲ့ကတ်တွေကဘာတွေလဲဆိုတော့စီးပွားရေးနဲ့ပတ်သက်တဲ့ကတ်အလုပ်ကိုင်နဲ့ပတ်သက်တဲ့ကတ်ငွေအဲ့ဒါတွေတော်တော်လေးကောင်းတယ်နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံအဲ့ဒါတွေတော်တော်လေးကောင်းပါသတိထားစရာကတ်လေးတွေကဘယ်ကတ်လေးတွေဖြစ်မလဲဆိုရင်နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံနောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံအခြေရေးတို့အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံအဲ့ဒီအပိုင်းတွေမှာကြတော့နည်းနည်းလေးစိတ်ညစ်ရတာပေါ့နော်နည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်တယ်စိတ်မောလူမောလေးတွေဖြစ်ရတတ်တယ်ဒေါသဖြစ်စရာလေးတွေကြုံရတတ်တယ်အဲ့ဒါလေးတော့သတိထားဖို့လိုအပ်ပါတယ်တရေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းသေးတဲ့အယောင်နဲ့အနဲ့ရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်အနဲ့ရောင်အပြာရောင်ဝတ်ပါစောင်းပါကိုမအင်တာဗျူးဖြေတာအလုပ်သွားလျှောက်တာအကျွေးသွားတောင်းတာပေါ့နော်ကိုမအကြောင်းချင်းကလေးသာရှိရင်အနဲ့ရောင်နဲ့အပြာရောင်လေးတွေဝတ်ပါစောင်းပါနောက်ထီတိုးတာတွေကံသမတုရတွေဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်9ကနန်း6ကနန်းဟာကောင်းပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းသီးမုံတို့ထမ်းမြစ်တို့လှူဒန်းပြီးတော့ဆူတောင်းပါတဲ့မကောင်းတဲ့ကံသာတာအញ្ញံကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါစနေသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာဆိုးကောင်းများအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ဖတ်ကြားပေးကြတာဖြစ်ပါတယ်စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေเนาะဘဝလမ်းခီးကိုအေးချမ်းသာယာစွာနဲ့ပူပန်သောကကင်းစွာနဲ့ကြောင်းကြကင်းစွာနဲ့ရှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများလိုက်လဲပို့သလိုက်ပါတယ်